မင်္ဂလာပါ Our Stories Channel ကနေပြီးတော့ကြိုဆိုပါရစေစင်ကာပူမှာအလုံးလုံးနေရဆိုလို့ရှိရင်ကိုယ့်ရဲ့လစာကအနည်းဆုံး1800ကျတယ်ဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့လစာပေါ်မှာရတဲ့ဒီ interest rate ပေါ့နော်ဒါအတိုးနှုန်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အဲ့တော့ဒီ OCBC ဒီ360 account ကိုဘယ်လိုလူမျိုးတွေကဖွင့်လို့ရလဲဆိုလို့ရှိရင်အသက်16နှစ်ကျော်ပြီးတော့စင်ကာပူမှာရှိတဲ့ဒါ valid pass ကင်ထားတဲ့ foreigner တွေပေါ့နော် EP တို့ expat တို့ဒါwork permit သမားတွေပေါ့နော်အဲ့လိုမျိုး foreigner တွေဒီ Singaporean အနေနဲ့ PR တွေဒီ account ကိုဖွင့်လို့ရတယ်ပြီးတော့ကိုယ့်ရဲ့လစာကဒီ account နဲ့ဝင်လာမယ်ဆိုလို့ရှိရင်အဲ့ဒီပေါ်မှာရမယ်အတူတူလေးဖြစ်ပါတယ်အဲ့တော့ဒီ account ကိုဖွင့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ IC နဲ့ passport ကိုယူပြီးတော့ဒီ OCBC ဘဏ်နေမှာတွားပြီးတော့ဒီ account ကိုဖွင့်လိုက်ရုံပါပဲအရင်ညံပါတယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ company ရဲ့ HR ကိုဒီကိုယ့်ရဲ့ဘဏ် account ကိုပေးပြီးတော့ကိုယ့်ရဲ့လစာကိုဒီ account လေးကိုထည့်မယ်ဆိုလို့ရှိရင်ကိုကအတူနှုံရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတူနှုံကဘယ်လိုရမှာလဲဆိုတော့ကိုယ့်ရဲ့ဒီ salary ပေါ်မှာဆိုလို့ရှိရင်အနည်းဆုံးကိုယ့်ရဲ့လစာကအနည်းဆုံး1800ရမယ်အဲ့ဒီလစာကဂျာယူလို့မဟုတ်တာပေးနှောင်းနဲ့ဝင်လာမယ်ဆိုလို့ရှိရင်အနည်းဆုံးဒါ 1.6% ဒါအတိုးရမယ်ပေါ့နော်အဲ့ဒီပေါ်မှာကိုကထပ်ပြီးတော့လာတိုင်းကိုအနည်းဆုံး900စုမယ်ဆိုလို့ရှိရင်အဲ့ဒီပေါ်မှာကိုက 0.6% အတိုးနှုန်းထည့်ရမယ်နောက်ပြီးကြတော့0.5% ဒီနောက်ထပ်အတူနှုန်းကကြတော့ဗာလဲဆိုတော့ကိုဒီ credit card လောက်ထားမယ်ပေါ့နော်အဲ့ credit card နဲ့ကိုရဲ့ဒီကို shopping ထွက်တာတို့ကိုရဲ့ဒီ daily expense တွေပေါ့နော်ဒီ restaurant တွေမှာစားတာတောက်တာတွေဆိုလို့ရှိရင်လည်းပဲဒီအနည်းဆုံးဒီ credit card ကိုသုံးပြီးတော့အနည်းဆုံး900กว่าသုံးမယ်ဆိုလို့ရှိရင်နောက်ထပ် 0.5% အတူနှုန်းထည့်ရမယ်ပေါ့နော်အဲ့ပေါ်မှာကထပ်ပြီးတော့ insurance တွေလုပ်မယ်ဒါ invest လုပ်မယ် group လုပ်မယ်ဆိုလို့ရှိရင်เนาะဒီသက်ဆိုင်ရာပမာဏဖြစ်တဲ့ဒီအတူနှုန်းတွေထပ်ပြီးတော့ရမယ်ပေါ့နော်ဒီပထမ3လို့ဖြစ်တဲ့ salary တို့ savings တို့ဒီ spend လုပ်တာတို့ဒီ category 3ခုကတော့ကိုကဒါအလွယ်တကူလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်မကအခုတခါတည်းဒီတွေ့ကြည့်ကြပဲပေါ့နော်လစာကအနည်းဆုံး1800ရှိမယ်ကိုယ့်ရဲ့ဘဏ်ထဲမှာ1000လောက်စပြီးတော့ရှိရဆိုလို့ရှိရင်ဘယ်လောက်အတူနှုံရမလဲဆိုတော့တွေ့ကြည့်မယ်ဆိုလို့ရှိရင်လစာကအနည်းဆုံး1800ဝင်လာမယ်ကိုယ့်ရဲ့ဘဏ်ထဲမှာအနည်းဆုံး1000ရှိမယ်ဆိုလို့ရှိရင်$14ဒါ interest ရမယ်ပေါ့နော်ဒီ$14ဆိုတာက salary ပေါ်မှာရတဲ့ဒါ salary interest ပေါ့ထပ်ပြီးတော့ကိုကဒါ900 save လုပ်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုလို့ရှိရင်$19ထပ်ရမယ်နောက်ထပ်900ကို spend လုပ်မယ်ဆိုလို့ရှိရင်$23ရမယ်ပေါ့နော်အဲ့တော့ကိုကလာတိုင်းကိုယ့်ရဲ့ဘဏ်ထဲမှာအနည်းဆုံးဒီ1000ရှိမယ်ဆိုလို့ရှိရင်လာတိုင်းကိုကအတူနှုံဒါ$23ရနေမယ်ပေါ့နော်ကိုယ့်ရဲ့လာစာကိုဒီ OCBC 360ကိုပြောင်းထည့်လိုက်ရုံနဲ့ဒါလာတိုင်းရမယ်အမောင့်ပေါ့နော်โอเคဟုတ်ပြီကိုရဲ့ဘဏ်ထဲမှာထားပါတော့ဒီ3သိန်းရှိရဆိုလို့ရှိရင်ရောဘယ်လောက်ရမှာလဲပေါ့နော်တွက်ကြည့်မယ်ဆိုလို့ရှိရင်3သိန်းရှိမယ်ဆိုလို့ရှိရင်တော့လစာကအနည်းဆုံး1800ဝင်လာမယ်ဆိုလို့ရှိရင်$184ရမယ်900 save လုပ်မယ်ဆိုရင်239ဖြစ်ပြီးတော့နောက်ထပ်900 spend လုပ်မယ်ဆိုလို့ရှိရင်$280ရမှာဖြစ်ပါတယ်နောက်ထပ် category တစ်ခုဖြစ်တဲ့ဒီကိုရဲ့ account ထဲမှာ$2သိန်းခွဲလောက် maintain လုပ်ထားမယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုလို့ရှိရင်$2သိန်းခွဲ maintain လုပ်ထားရုံနဲ့ဒီလိုမျိုးဒီ salary တို့ save လုပ်တာတို့ spend လုပ်တာတို့မလုပ်ဘဲနဲ့တင်ကိုပဲ$2သိန်းခွဲ maintain လုပ်ထားရုံနဲ့$198ရမှာဖြစ်ပါတယ်အိမ်မှာထပ်ပြီးတော့ကိုက salary interest ဆိုလို့ရှိရင် salary interest ရလာမယ်ဆိုရင်$368ဖြစ်မယ်နောက်က save လုပ်မယ်ဆိုရင်431နဲ့ထပ်ပြီးတော့ spend လုပ်မယ်ဆိုလို့ရှိရင်တော့စုစုပေါင်း$483ရမှာဖြစ်ပါတယ်ကဲအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ partner ရှိတယ်ပေါ့နော်ဆိုတော့ account တစ်ခုထဲမှာပဲ$2သိန်းခွဲမထားဘဲနဲ့ကိုယ့်ရဲ့ partner နဲ့ account တစ်ခုစီလုပ်မယ်ပေါ့နော်ဒီ2သိန်းခွဲရဲ့တစ်ဝက်ဖြစ်တဲ့125k ကိုaccount တစ်ခုထဲမှာ
ထားမယ်ပေါ့နော်ဆိုလို့ရှိရင်ဘယ်လောက်ရမယ်ဆိုလို့ရှိရင် 281k ရ281ဒေါ်လာရမယ်ပေါ့နော်အဲ့တော့ account တစ်ခုက281ဒေါ်လာဆိုလို့ရှိရင် account နှစ်ခုဆိုလို့ရှိရင်562ရမယ်ပေါ့နော်562ဒေါ်လာရမယ်အဲ့တော့ခုနက account တစ်ခုထဲမှာပဲ2သိန်းခွဲထားမယ့်စာ account နှစ်ခုဖွင့်ပြီးတော့တဝက်စီထားလိုက်မယ်ဆိုလို့ရှိရင်ခုနကဒီ562ရမယ်ဆိုတော့ဒါနည်းနည်းလေးပို့ပြီးတော့များလာတယ်ပေါ့နော်ဒါပေမဲ့လို့ဒီမှာ save လုပ်ရမယ် spend လုပ်ရမယ်ပမာဏကလည်း account နှစ်ခုဖြစ်သွားတဲ့ခါကျတော့900စား1000စီဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးတော့ရှိမယ်ပေါ့ဆိုတော့အဲ့လိုမျိုးနေနေကျမတို့ကဒါကျမတို့ရဲ့လစာတွေပေါ်မှာအတူနှုံများတဲ့ဘဏ်ပေါ့နော်အဲ့လိုမျိုးဒီ OCBC 360ထဲမှာစုထားမယ်ဆိုလို့ရှိရင်အဲ့လောက်ရမယ်ပမာဏဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျမကဒီ saving နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့ရှင်းပြခြင်းတယ်ပေါ့နော်ဒီမှာ average daily balance ကလတိုင်းကိုအနည်းဆုံး900ဖြစ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တချို့တွေကလည်း confuse ဖြစ်ကြတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းပဲပထမစချင်းစပြီးတော့စုတဲ့လတွေမှာဆိုရင်တချို့လတွေဆိုလို့ရှိရင်ဒီအတွက်ဒီ saving interest ကရတယ်တချို့လားတွေဆိုလို့ရှိရင်လည်းမရအောင်ပေါ့နော်အဲ့လိုမျိုးရလိုက်မရလိုက်ဖြစ်တဲ့အခါကျတော့ဒါဘယ်လိုဖြစ်တာလဲဆိုတာကိုလေ့လာကြည့်တဲ့အခါကျတော့သူကဒါဘယ်လိုလုပ်ရတာလဲဆိုလို့ရှိရင်လတစ်လရဲ့ပထမဦးဆုံးရက်မှာဟိုကအနည်းဆုံးဒါ900 save လုပ်ရတာပေါ့နော်အဲ့တော့ထားပါတော့နော်ဒီ 1st January ဆိုလို့ရှိရင်ဒီ 1st January မှာကိုကအနည်းဆုံး900ဒီ360 account ထဲကိုထည့်ရတယ်ဒါပေမဲ့အဲ့ 1st January က public holiday ဒါမလို့ရှိရင်ဒါ Sunday ဖြစ်တယ်ဆိုလို့ရှိရင်တော့920လောက်ကိုရဲ့ဒီ360 account ထဲကိုထည့်ရတယ်ပေါ့နော်အဲ့တော့မှဒါဒီ average daily balance ဒီလတိုင်း900ဖြစ်တယ်ဆိုတာကိုရှောက်တာဖြစ်တယ်ပေါ့အဲ့တော့ကျမကဘယ်လိုလုပ်လဲဆိုလို့ရှိရင်တချို့လတွေကအရင်တော့ဆိုရင်ဒီမှာကဒါဒီကို daily သုံးတဲ့ transaction တွေကလည်းဒီ360 account မှာပဲသုံးတဲ့အခါကျတော့လတိုင်းအတွက်ဒါ track လိုက်ရတာမလွယ်ဘူးပေါ့နော်အဲ့တော့ဒီမှာကဘယ်လိုလုပ်လဲဆိုလို့ရှိရင်နောက်ထပ်ဒီ POSP ဒါမှမဟုတ်လို့ရှိရင် DBS ပေါ့နော် account တစ်ခုထပ်ဖွင့်လိုက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း OCBC debit card တစ်ခုထပ်ဖွင့်ပြီးတော့ကို daily သုံးမဲ့ amount ကိုအဲ့ဒီ card ထဲမှာသုံးပြီးတော့ဒီ360 account ကိုတော့ saving လုပ်ဖို့နဲ့လစာဝင်ဖို့အတွက်ကိုပဲထားလိုက်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီ360ထဲမှာကိုယ့်ရဲ့ဒီ transaction တွေကဒါအများကြီးမဖြစ်တော့ဘဲနဲ့ကြည့်ရတာဒါရှင်းရှင်းလင်းလင်းဖြစ်နေတာပေါ့နော်လစာဝင်လာပြီဆိုတာနဲ့တင်ဘယ်နေ့ပဲလစာဝင်လာလစာတွေအကုန်လုံးကိုဒီမှာဒီတခြား account တွေကိုလွှဲလိုက်တယ်ပေါ့နော်လွှဲလိုက်ပြီးတော့ကိုစုမဲ့ amount ပေါ့နော်အနည်းဆုံး900တော့ဖြစ်ရမယ်အဲ့လောက်ပမာဏကိုဒီလရဲ့ပထမဦးဆုံးရက်ပေါ့နော် 1st January ပေါ့ first day of the month မှာဒီ360တော့ဒီမှာလွှဲတယ်ပေါ့အနည်းဆုံး minimum 900လွှဲမယ်လွှဲပြီးတော့အဲ့လိုမျိုးလာတိုင်းစုသွားပဲပေါ့နော်ဥမာဒီမှာကဒါဒီလမှာကျမရဲ့ account ထဲမှာဒေါ်လာ1000ရှိရဆိုလို့ရှိရင်ဒီမှာလစာဒီပထမfirst day of the month မှာကျမကဒါ900အနည်းဆုံးထပ်လွှဲတယ်ဆိုနောက်လာဆိုလို့ရှိရင်လည်းပဲဒီမှာကဒါနောက်ထပ်900ထပ်လွှဲတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘဏ်ထဲမှာကွာဒါလတိုင်း900စီပိုတိုးသွားပြီးတော့ဒါရှိနေမယ်မှာကိုက900ထက်မကsave လုပ်မယ်ဆိုလို့ရှိရင်လည်းပဲလတိုင်းကိုအနည်းဆုံးကိုသတ်မှတ်ထားတဲ့ amount တစ်ခုပေါ့နော်မှာ1000တော့၎င်းဒါမှမဟုတ်လို့ရှိရင်လည်းကိုသတ်မှတ်ထားတဲ့ amount ကိုဒီလတိုင်းအဲ့ဒီမှာဒီ first day of the month မှာအဲ့ဒီ360 account တွေကိုထည့်သွားမယ်ဆိုလို့ရှိရင်လတိုင်းရမယ်ဒီ saving interest ကရနေမှာဖြစ်ပါတယ်ဒီနည်းလေးကတော့ကိုယ့်ရဲ့လစာကအနည်းဆုံး1800ကျော်တယ်ဆိုလို့ရှိရင်ဒါ OCBC 360 account ထဲမှာကိုယ့်ရဲ့လစာဝင်လာတယ်ဆိုလို့ရှိရင်ဒါရမယ်အတိုးနှုန်းတွေပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်